ဒီချိန်นี้တန်းဖို့တကယ်ကြီးများအားလုံးမင်္ဂလာပါရှင်ကျမတို့ဖွဲ့ရတော့ဂုံတရီမှာစပယ်ပန်းလေးလို့တည်ပြပြီးဖြူစင်ပုံမနှုံးရှိတဲ့စပယ်ဖက်ပဲဖြစ်ပါရရှင်ကျမတို့စပယ်ဖက်မှဖွဲ့ဝေတယောက်ဖြစ်တဲ့ one team ပဲဖြစ်ပါရရှင်ကျမတို့ဖွဲ့ရတော့စကားဝိုင်းဆွေးနွေးခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကမြန်မာစာစကားဝိုင်းကိုပြုတ်ဖို့တည်ပြသွားမှာဖြစ်ပါရရှင်စကားဝိုင်းဆွေးနွေးတဲ့အခါမှာတော့ဖွဲ့တစ်ဖွဲ့ရှိပါရရှင်ပထမဖွဲ့ရတော့စကားဝိုင်းမှာပါဝင်တဲ့လူအလုံးက Wi-Fi ကဆွေးနွေးခြင်းနဲ့နောက်တစ်ဖွဲ့ကတော့တယောက်ကဥဆောင်ပြီးတော့ကျန်တဲ့သူတွေကမေးမြန်းဖြေတော့ပြုလုပ်ကဆွေးနွေးခြင်းပဲဖြစ်ပါရဲ့ရှင်အခုကျမတို့တင်ဆက်သွားမယ်မြန်မာစာစကားဝိုင်းဆွေးနွေးခြင်းကတော့တယောက်ကဥဆောင်ပြီးတော့ကျန်တဲ့သူတွေကမေးမြန်းဖြေတော့ပြုလုပ်ကဆွေးနွေးခြင်းပဲဖြစ်ပါရဲ့ရှင်သမီးတို့ရဲ့စကားဝိုင်းကိုမိတ်ဆက်ပေးသူအဖြစ်ဝါတဲ့သူအလဲပဲတဲ့သူစီတော်နိုင်ပဲဖြစ်ပြီးသမီးတို့ရဲ့ကျေးဇူးတင်စကားပြောကြားပေးသူအဖြစ်ဝါစီတီနဲ့တိုးတာတီပဲဖြစ်ပါတယ်ရှင်မြန်မာသားစကားပိုင်းဆွေးနွေးကြမိသူများကတော့ဘာကြီး A အဖြစ်280မာအော်အဖြစ်103 22အဖြစ်104နဲ့နွယ်နယ်အဖြစ်130တို့ပဲဖြစ်ပါတယ်ရှင်အငိမ့်စားမြန်မာဆရာကြီးဘာကြီးအေးအဲ့သူတူမအများဖြစ်ကြသည်မအောင်နဲ့သူရဲ့တငယ်ချင်းနွယ်တို့ရောက်လာကြသည်ကြဟဲ့ဘယ်ကလဲလာကြတာလဲအိမ်ကထွက်လာခဲ့ကြတာပါဗျဘဘကိုကြီးကြီးတို့ရှိမြောက်တာလည်းကြားပြီးဘဘကိုလည်းစာမင်းစာလေးတွေရှိလို့ပါဆင်အေးထိုင်ကြကဲစာမိတ်စရာရှိလို့ဆိုတော့ဘာများလဲဆိုပါဦးတမီးတို့မြန်မာစာတဲတော့လေမျိုးပဲပစ္စည်းစကားတော်တွေတွေ့ရလို့ပါဗျဩလူတယောက်တန်ဟာတပါဖျားဆူဆိုတဲ့၃မျိုးတွေမလားပြောပါဦးသမီးရဲ့ဟုတ်ပါတယ်ဗျအဲ့လို၃မျိုးလေးတွေပေါ့ညရအောင်လေအင်္ဂလိပ်စာချင်းနေတစ်ခုစဉ်းစားမိလိုက်သေးတယ်ဘာစဉ်းစားမိတာပါလဲအဲ့ဒီစာမှာလေတမီးတို့မြန်မာစာမှာလို့မျိုးပြစကားတွေမရှိသလိုပဲနော်ဗျရဲ့ဟာစူးစမ်းပါဦးအဲ့ဒီစာမှာလေအရေးအတွက်ပြောရင်1.35ဆိုတာမျိုးပြောတယ်မဟုတ်လားဗျညီမလိုပြောတော့ခွေးတကောင်ကောင်းလေးတော့ရလို့ပြောတယ်ဒါကြောင့်အဲ့ဒီစကားမှာမျိုးပြမရှိဘူးမြန်မာစကားမှာမျိုးပြရှိရလို့တမီးကတော့အဲ့လိုထည့်တယ်ဗျရဲ့ဟုတ်တာပေါ့သမီးရဲ့သမီးကတော်တော်မြင်တတ်တာပဲသမီးပြောသလိုမြန်မာစကားမှာအရေးတွေ့ကိုပြောရင်အင်္ဂလိပ်စကားမှာလို့တခွေတောင်းအောင်လေးလိုမျိုးမျိုးပြတွေမပါပဲပြောလို့မရဘူးလေကောက်တို့ရောက်တို့ပါတို့လိုမျိုးပြတွေနဲ့တွဲပြီးခွေးတကောင်လူ9ယောက်တန်ကတော့ကိုပါဆိုတာမျိုးတော့ရတာပေါ့ဟုတ်ကဲ့ပါဘတို့ငယ်တုန်းကအင်္ဂလိပ်စာလုံးအဓိပ္ပာယ်တွေကြည့်ရတာမှတ်မိသေးတယ်အေးဆွေတခုကောင်တယောက်လို့ကြည့်ရတယ်လေတဲ့လို့ပြောလိုက်ရုံနဲ့မပြေဆုံးမှဆိုလို့အဲ့လိုမျိုးပြတွေထက်ထားတာထဲပါရဲ့ကွယ်မြန်မာစကားမှာမျိုးပြတွေအများကြီးရှိမှထင်ပါတယ်။သမီးတို့သိအောင်ရှင်းပြပေးပါနော်ဘဘ။အေးပြောပြပါမယ်။မျိုးပြဆိုတာမျိုးစားကိုပြတဲ့စကားမှုမျိုးပြလို့ခေါ်တာပေါ့။ခဏဘဘတို့ပြောခဲ့တဲ့ရှူတို့ပါတို့ရောက်တို့ကောက်တို့ကတက်ရှိပုဂ္ဂိုလ်တွေရဲ့ဂုဏ်စစ်တပ်ကိုလိုက်ပြီးတောက်ရတဲ့မျိုးပြတွေမဟုတ်လား။ဖះတို့ဇီဒီတို့ဆိုရင်ရှူတန်အားဆိုရင်ပါလူဆိုရင်ရောက်တလိပ်ဆက်ဆိုရင်ကောက်တို့လိုခွဲခြားတောက်ရတယ်လေ။ဟုတ်ကဲ့ဘဘကဲပုဂ္ဂိုလ်9ဦးခီးသက်3ဦးလူမိုက်10ဦးဆိုတာမျိုးဦးဆိုတဲ့မျိုးပေါင်းကိုတော့ကုတ်အစ်စ်တက်မခွဲပဲလူတွေတွေ့ချုပ်ပြီးတုံးလေးရှိတာပေါ့ကွယ်မထောပါမယ်မပါတရှိတွေ့တော့ဒီလဲပါပြီတဲမဲ့တွေတော့တဲ့မြစ်စကားကြောင့်လည်းသိချင်မိပါတယ်မပါတဲမဲ့ပစ္စည်းတွေတဲ့တုံးတဲ့မျိုးပြတွေကပုံများတယ်လက်စော့တကွဲဖြာတစ်ချက်ခဲတဲ့တစ်ချောင်းပိုက်ဆက်တစ်ပြရထားတစ်စင်းတေးတေးတလုံးဆိုတာမျိုးအတွက်ပုဒ်ဒရာကိုဖော်ပြတဲ့မျိုးပြတွေပါထမဲတနက်ဓာတ်တလက်တေပေါ်ဒီစီစကားတော့ခေါ်ဆိုတာမျိုးကတော့ပိုးဒရာကိုဖော်ပြတာမဟုတ်ဘူးလေ။အော်တမီးတို့သိပြီ။ဖြာတဲ့ချမ်းဆိုရင်ချမ်းဆိုတာဖြာရဲ့ချမ်းလိုက်ပေါ်တာကိုဖော်ပြရဲ။ဒါပေမဲ့ထမင်းတန်းဆိုရင်တော့ထမင်းရဲ့ပေါ်တာကိုဖော်ပြတာမဟုတ်ဘူးလို့ပြောတာပေါ့နော်။ဟုတ်တာပေါ့ကွယ်။ကွင်းတို့လှုပ်တို့ပြားတို့ဆိုတာအကွင်းလုံးပြားဆိုတဲ့ပိုးဒရာကိုပြပြီးမဲ့ခေါ်တို့လက်တို့စီးတို့ကြတော့ပိုးဒရာပြတာမဟုတ်ဘူးကွယ်။အကြီးတွေးတရားရက်ကိုပြတာလေ။ပါတမီးသိမရှိရလေးတစ်ခုရှိလို့ရထားတစ်စီးကိုကြာတော့ပေါ်တတာကိုဖော်ပြတယ်လို့ပြောကြတယ်။ဒါပေမဲ့တစ်ဖို့တစ်စီးကိုကြာတော့ပေါ်တတာကိုဖော်ပြတာမဟုတ်တော့ဘူးတဲ့။အဲ့လိုပြောတော့တမီးကမရှိတော့လို့ပါရဲ့။ရထားတစ်စီးဆိုတာပိုးဒရာဖော်ပြတယ်ဆိုတာကစစ်ဆိုတာကဖြောက်စေးတယ်ဆိုတဲ့အလေးပဲစီဖြောက်ရဝတ္ထုတွေကိုစစ်လို့တုံးတာပိုးဒရာကိုပြတာပေါ့ကွယ်။မြင်းလက်တစ်စင်းလန့်တစ်စင်းအတစ်စင်းလက်တစ်စင်းဆိုတာမျိုးတုံးတယ်။တေပေါ်တစ်စီးဆိုတာကစီးရတဲ့ရောထွေးတွေမှုစီးလို့တုတ်တာလေတေပေါ်တစီမြင်းလက်တစီဆိုတာမျိုးပေါ့မတ်သားစရာပဲနော်တခြားမျိုးပြစကားတွေရရှိသေးလားဘဘ
ရှိသေးတာပေါ့ကွယ်ရတနာ3ပါးတို့အနာမျိုး96ပါးတို့လိုအကောင့်ထဲမရှိတဲ့သဘောတရားတွေကိုဖော်ပြတဲ့မျိုးပြတွေလည်းရှိသေးတယ်ကွယ်ခုလိုမျိုးပြကြတော့တင်းမဲ့ပစ္စည်းတွေဓာတ်မဲ့သဘောတွေနဲ့တွဲပြီးတဲတဲကြက်ကြက်သုံးတယ်မုတ်တစ်ခုကစားစရာတစ်ခုဆိုတာမျိုးအကောင့်ထဲရှိတာနဲ့သုံးတယ်လို့ဘာသာရပ်တစ်ခုသဘောတရားတစ်ခုဆိုတာမျိုးအကောင့်ထဲမရှိတာနဲ့လည်းသုံးတယ်ကွယ်အမေတစ်ခုသားတစ်ခုလိုထူးထူးခြားခြားသုံးတဲ့မျိုးပြတွေတော့ရှိတာပေါ့ကွယ် စိတ်ဝင်စားတဲ့ကားလိုက်တာနော်ဘဘ နောက်ထပ်ဗာများတိချေတာရှိသေးလဲကွယ် ရပါပြီဗျရဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်တိကျတာရှိရင်နောက်တော့ထပ်မေးပါမယ်သမီးတို့စိတ်ပြရတာဘဘလည်းပြင်ပန်းသွားပြီပေါ့အနောက်လိုက်ပါအောင်နော်သမီးတို့ပြန်လိုက်ပါအောင်မရှင် ကောက်ပါပြီကွယ် ဟုတ်ကဲ့ပါရှင်သမီးတို့ရဲ့မြန်မာစာစကားဝိုင်းလေးကတော့ဒီမှာပဲပြည့်စုံသွားပြီဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါရှင်ကျမတို့စပယ်ဖွဲမှာတင်ဆင်းလိုက်တဲ့မြန်မာစကားဝိုင်းသားတရုပ်ဖို့ကို view design နဲ့တေချာစွာနားထောင်ပေးကြတဲ့ဒီ channel အတားဖို့တငယ်ချင်းအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်